ပြုလုပ်တတ်တဲ့ပုဂ္ဂိုလ်သတ္တဝါသည်နတ္ထိမရှိဘူးဝိပါကသာကျိုးတရားကိုဝေရကောခံစားရတဲ့ပုဂ္ဂိုလ်သတ္တဝါသည်နတ္ထိမရှိဘူးသုဒ္ဓဓမ္မဝါတတသောယုံနာဓမ္မအကြောင်းကျိုးတို့သည်သာလျှင်ပေါ်တန်သည့်ဖြစ်ကြကုန်၏ဧဝေတံသမ္မတသနာဤသို့မြင်ခဲ့လို့ရှိရင်ယုံနာတွေအကြောင်းကျိုးဆက်နေတာမြင်ခဲ့လို့ရှိရင်မဲ့မြင်သေသေးချာချာမှန်ပါတယ်ဥပဒနာမဲ့အမြင်ဆိုတာကြိုက်ပါတယ်လို့ဝိသုဒ္ဓမဲ့တရားဆရာကြီးများရေးထားတယ်။ဒါကြောင့်ဓမ္မတွေပုဂ္ဂိုလ်တ attva ကင်းဒိဋ္ဌိပြုတ်ပါတယ်။ပုဂ္ဂိုလ်တ attva ကင်းဒိဋ္ဌိဖြင့်ပြုတ်အောင်ပဲခွန်ကြီးဓမ္မတွေကြိုးစားကြပါလို့သတိပေးလိုက်တယ်နော်။ဒိဋ္ဌိမပြုတ်လို့ရှိရင်ဖြင့်ဒိဋ္ဌိဗန္ဒနာဗန္ဒာတိတဏသောတေနဝံရှရေဆိုတဲ့အတိုင်းဒိဋ္ဌိကကြိုးချီထားပြီးတဏကရေထဲမျောလိုက်တဲ့အခါကျတဏရေထဲမှာမျောရလေကျိုးတုပ်ပြီးသားမျောရင်တက်လမ်းမြင်သေးရလားအဲဒါကြောင့်ဒိဋ္ဌိဖြုတ်ရမယ်ဆိုတဲ့ဥစ္စာခေါင်းကပြောတဲ့ပါဠိတွေကိုပြီးဆက်ရလေတော့ပါဠိတရားထားပါဒဂရမတွေအမြင်နဲ့ကြီးစိုက်ကြဆိုတော့သစ္စာ၄ပါးမသိတာဘာခေါ်မယ်အဝိဇ္ဇာနော်အဝိဇ္ဇာဆိုတဲ့ဥစ္စာဘာနဲ့တူသလုံးလို့မေးတဲ့ခါကျတော့ဒကာဓမ္မတို့မျက်စိကံလမ်းသွားနေတာနဲ့တူတယ်လို့မှတ်လိုက်ကြမှာဘယ်လိုမှတ်ကြမလဲမျက်စိကံလမ်းသွားနေတယ်လို့ခွန်ကြီးဒကာဓမ္မတွေကမှတ်ထားကြအဝိဇ္ဇာရှိတဲ့ပုဂ္ဂိုလ်ဟာမျက်စိကံလမ်းသွားနေတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်လို့ဆိုသဖြင့်တောင်မှန်းလည်းမသိဘူးမြောင်မှန်းလည်းမသိဘူးရောက်မှန်းလည်းမသိကျင်းမှန်းလည်းမသိသွားမိသွားရသွားရောက်မိရောက်ရရောက်ကြားမိကြားရကြားဆိုတာမျက်စိကံလမ်းသွားပေါ့ဗျာဒီမှာလည်းဝိဇ္ဇာရှိနေမယ်ဆိုရင်ဒုက္ခသစ္စာမှန်းလည်းမသိသမုဒယသစ္စာမှန်းလည်းမသိနိရောဓသစ္စာမှန်းလည်းမသိမဂ္ဂသစ္စာမှန်းလည်းမသိသလိုသွားနေတော့မျက်စိကံနဲ့တူတယ်လို့မှတ်လိုက်စမ်းပါကောင်းပြီဒီဒုက္ခအဝိဇ္ဇာတည်းဟူသောမျက်စိကံကိုမူတည်လိုက်ပြီဆိုရင်သွားမိသွားရသွားဆိုတဲ့ဘုံညာပိသင်္ကာရဆိုတဲ့ဘုံဘဝတတ်နှစ်သက်တတ်တဲ့ဘုံဘဝရောက်စေတတ်တဲ့ကုသိုလ်တွေကိုလုပ်ပြန်တယ်ဘုံကုသိုလ်ဆိုတာဘုံဘဝမှာတပါးကိုလည်းရောက်အောင်ပို့နိုင်တာမှန်ပါပဲပဋ္ဌာန်းပါဠိတော်ကြီးများနိဗ္ဗာန်ရောက်အောင်ပို့နိုင်တယ်ဆိုတာရှိတာပဲသို့သောမျက်စိကံဖြစ်နေတဲ့အတွက်ဒကာဓမ္မတို့ဘုံဘဝတွေတောင်းတလုပ်တဲ့ကုသိုလ်မျိုးတွေလည်းလုပ်တတ်ကြပါတယ်အဲဒါကြောင့်ခွန်ကြီးတို့ဒကာဓမ္မတွေကတော့ဖြင့်ဘယ်ကုသိုလ်ပဲလုပ်ဘုံဘဝတော့မတတ်တာလို့ရပဲရှိဒီတိုင်းပုံညာသောခင်ဝါဟောတုဆိုတာတော့လက်မလွတ်ကြနဲ့ဘာကြောင့်လဲဆိုလို့ရှိရင်ဖြင့်အဝိဇ္ဇာဥသိမှာဆိုလို့ဆိုတဲ့ဥစ္စာမှတ်ထားရတာပေါ့ကောင်းပြီဒါဖြင့်အဝိဇ္ဇာပြည့်စရာပါတဲ့သင်္ခါရဆိုတာပုံညာပြီးသင်္ခါရဘုံဘဝကိုကျုပ်ပေးတတ်တဲ့ပုံညာပြီးသင်္ခါရကုသိုလ်ဘုံဘဝကိုအကျိုးမပေးတဲ့ဝိဝတ္တကုသိုလ်လည်းရှိတာနဲ့အဝိဇ္ဇာကအုပ်ချုပ်လို့ဒီကုသိုလ်သည်အကျိုးနည်းရတယ်ဆိုတာကိုသဘောကျလားကောင်းပြီအဝိဇ္ဇာသင်္ခါရကြောင့်ဒကာဓမ္မတို့ဝိညာဏယုတ်သလနာဖသဝေဒနာဆိုတဲ့ခန္ဓာ၅ပါးဖြစ်မဖြစ်ဩဘုရုတ္တိပါလိမ့်အဝိဇ္ဇာသင်္ခါရဤစွမ်းရည်သောတိကြောင့်အခုတရားနာနေကြတာဒီခန္ဓာ၅ပါးယုံနာတရားဖြစ်နေကြတယ်ဒါကဘာဖြစ်နေခန္ဓာ၅ပါးယုံနာတရားဖြစ်ပြီးဒီကရနေကြတော့တယ်ဆိုတာပြန်မှန်လို့ပေါ့ဗျာခန္ဓာ၅ပါးကိုတော့ဘုရားသခင်ကိုရမေကြီးကဒီခန္ဓာ၅ပါးပေါ်လာလို့ရှိရင်ပြန်ကွာအဝိဇ္ဇာသင်္ခါရလက်ချက်မကင်းဘူးလို့ဆိုတာကပေါ်လာတာမြန်ဖြင့်မသေးကြဘူးလားဒါပါဝိညာဏယုတ်တလနာဖသဝေဒနာပေါင်းလိုက်တော့ခန္ဓာ၅ပါးဖြစ်သွားတာအဲ့ဒါအဘိဓမ္မာဖြစ်စဉ်နဲ့ပြောလိုက်ပါသည်ပရိစ္ဆေသမုပ္ပါကသုတ်တန်နည်းကိုတန်းပြပါတယ်ဖြစ်စဉ်ကခန္ဓာ၅ပါးပေါင်းဖြစ်တယ်ပြင်စောကာရဘုံကိုကျွတ်တဲ့ဘုံကပြင်စောကာရဘုံဆိုတော့ခန္ဓာ၅ပါးရှိလို့ပြင်စောကာရဘုံလို့ဆိုတာမသေးကြဘူးလားအဲ့ဒါကြောင့်ခန္ဓာ၅ပါးတစ်ပေါင်းနဲ့ဖြစ်ပါတယ်ကာယဘာဝဝတ္ထုဓာတကကလာပြီးတော့မှပရိသေစိတ်ပရိသေနာမခန္ဓာဆိုတော့ခန္ဓာ၅ပါးမပြည့်ဘူးလားအဲ့ဒီကဲတော့ပြည့်တော့ကိုတဲ့ဒကာဓမ္မတွေဒီခန္ဓာ၅ပါး
မိမိပြုတာလားမေးရင်မနဲ့ဖြေကြမယ်အဝိဇ္ဇာသင်္ခါရပြုလိုက်သူတစ်ပါးပြုတာလားလို့ဆိုလိုက်ပြန်ရောဘယ်သူပြုတာပါလဲအဝိဇ္ဇာသင်္ခါရကြောင့်ပေါ်လာတာပဲရှိတာပဲကောင်းပြီဒါဖြင့်ဒီနှခုံးကိုပဲဒကာဓမ္မတွေဒီနေ့ဝိပဿနာဉာဏ်သွင်းရအောင်အစောကြီးဒိဋ္ဌိခွာနေတယ်ဆိုတာမှတ်လိုက်တာပေါ့ဒိဋ္ဌိခွာရင်ဝိသိကိစ္စလိုပါတယ်လို့မှတ်လိုက်ပါဦးဒိဋ္ဌိခွာရင်ဝိသိကိစ္စလိုပါတယ်လို့အင်္ဂုတ္တပါဠိတော်ကြီးများမှာသေချာချာအမေးများနေနေကွာပါဠိတော်မှာရှိပါတယ်ဒါရင်ဒါဖြင့်ဒကာဓမ္မတို့ပြန်မေးပါဦးမယ်စေရကကတ္တဗမေးတဲ့အတိုင်းပဲတန်ရုပ်ပါဠိတော်လာတဲ့အတိုင်းญาဒုက္ခသစ္စာနော်ဒီဒုက္ခမိမိပြုတာလားလို့မေးမလို့ဖြေကြမဟုတ်ပါဘူးဝိဇ္ဇာသင်္ခါရကြောင့်ပေါ်တာပါရှင်းပြီနော်ဘယ်လိုကြောင့်ပေါ်ပါလဲဝိဇ္ဇာသင်္ခါရကြောင့်ပေါ်တယ်ဆိုတာသိကြပါတယ်အဲ့ဒီလိုဆိုလိုက်တော့ဩဒီအကြောင်းကြောင့်ဒီအကျိုးဖြစ်တယ်လို့မသိလိုက်ဘူးသိလိုက်တဲ့အတွက်ငါလုပ်လို့ငါဖြစ်တာဟုတ်သေးရဲ့ဘာဒိဋ္ဌိစံသွားပါသတ္တရာဒိဋ္ဌိစံသွားပြီနော်တရားဓမ္မတို့ဒိဋ္ဌိစင်ရင်ပရမနိဗ္ဗာန်ရမှာကိုဒိဋ္ဌိစင်ရင်အာမလျှော့ကြပါနဲ့ဒိဋ္ဌိစင်အောင်နောက်အာထုံနည်းနဲ့အာထုလိုက်တဲ့အခါကျတော့သုတ္တမယဉာဏ်နဲ့ဆင်းပြီးဘာဝနာမယဉာဏ်နဲ့ဆင်းလိုက်လို့ရှိရင်ဖြင့်ဘာတဘကိစ္စတွေလာပါလိမ့်မယ်ဆိုတာသေသေးချာချာမှတ်ထားကြပါ။ခိုင်းဒါဖြင့်ဘုန်းကြီးတို့ဓမ္မတွေမှာအစေရကတ္တဗမေးတဲ့တိုင်ဒုတိယမေကုံးကဒုက္ခသူတစ်ပါးပြုတာလားလို့မေးလိုက်တယ်။ဟုတ်ပါဘူး။ဘယ်သူပြုတာပါလဲ။ဝိဇ္ဇာသင်္ခါရအကြောင်းကြောင့်ခန္ဓာ၅ပါးဒုက္ခသစ္စာတရားကြီးပေါ်လာတော့ဩဒုက္ခသူတစ်ပါးပြုတာမဟုတ်ဘူး။သူတစ်ပါးပြုတယ်ဆိုရင်သူတစ်ပါးပြုလို့သူတစ်ပါးခံရတဲ့ဒုက္ခဖြစ်တယ်။ဒါတွေကသူတစ်ပါးရတာရောအဲ့တော့ပြုတယ်လူကတခြားခံရတဲ့လူကဤကဲ့သို့ယူရင်ဗာဒိဋ္ဌိပါလိမ့်မယ်ဥစ္စေရဒိဋ္ဌိဖြစ်ပါတယ်ဥစ္စေရဒိဋ္ဌိဖြစ်ပါတယ်ကဲတရားဓမ္မတို့ဒုက္ခသူတစ်ပါးပြုတာလားဆိုတော့ညာထဲမှာရှင်းကြရတာသူတစ်ပါးပြုတာဟုတ်ကဲ့လားဘယ်လိုပါလိမ့်မယ်ဝိဇ္ဇာသင်္ခါရတို့ကြောင့်ခန္ဓာ၅ပါးဒုက္ခသစ္စာတရားကြီးပေါ်လာတယ်နာရဲကျင်တဲ့ဒုက္ခကိုမယူလိုက်ပါနဲ့ဘုန်းကြီးတို့တရားဓမ္မတွေကခန္ဓာ၅ပါးကြီးခန္ဓာခန္ဓာဖြစ်ပြပိလနာထသဘောတတ္တိရှိတဲ့ဒုက္ခသစ္စာကြီးကိုယူလိုက်စမ်းပါရှင်းပြီနော်ကောင်းပြီဒါပြန်အခုတရားနာနေကြတာဘာသစ္စာတွေပါလဲယုံနာနဲ့နာနေကြတာဒုက္ခသစ္စာနော်ကဲဒါပြန်တရားဓမ္မတို့တတိယပု္ပ္ပာကသေကကတ္တဗကမေးလိုက်တယ်နိဒာနဝကသံဥပါဠိတော်ဒုက္ခမိမိသူတစ်ပါးနှုတ်သာပြုတာလားရှင်ကြီးကောရမလို့မေးလိုက်တယ်ဘယ်နဲ့ဖြေကြမိမိလည်းဟုတ်ပါရဲ့လားသူတစ်ပါးကောမိမိသူတစ်ပါးနှုတ်သာလွတ်သွားတဲ့အတွက်သတ္တရဥစ္စေရနှစ်ခုစလုံးရောမေးတာကိုလည်းဒီဓမ္မတွေသတ္တရဥစ္စေရလွတ်ပါပြီဒါဖြင့်ဒီဒုက္ခဆိုတဲ့ခန္ဓာ၅ပါးကြီးဟာဥက္ကမောင်လို့အလိုလိုပေါ်တာလားမရူပါလိမ့်များဝိဇ္ဇာသင်္ခါရတွေကြောင့်ပေါ်ပြန်တယ်။ဩဒါဖြင့်ဒကာဓမ္မတို့အလိုလိုပေါ်တဲ့အဟိတုကဒိဋ္ဌိလည်းလွတ်သွားပြီ။ဒကာကလွတ်ကုန်ပြီဒိဋ္ဌိတွေ။ဒါနဲ့အစေကတ္တဗကမကျေနပ်ပါဘူး။မကျေနပ်တော့သူဘယ်လိုမေးပြန်လဲရှင်ကြီးကောရမဒုက္ခမရှိဘူးလားလို့မေးလိုက်တယ်။ဒကာဓမ္မတွေကဘယ်နဲ့ဖြေကြ။ဘုရားကလည်းရှိတယ်လို့ဖြေတဲ့တိုင်ရှိတော့ဘုရုတွေပါလိုက်နေတော့တရားနာနေတဲ့ခန္ဓာ၅ပါးယုံနာတရားဒါတွေဘာသစ္စာတွေဒုက္ခမရှိဘူးလားမေးတော့ဘယ်နဲ့လဲသဘောကျသွားပြီပု္ပ္ပာ၅ခုလည်းကျေနပ်သွားပြီဒါနဲ့စေရကတ္တဗကတော့သူဒိဋ္ဌိဖြစ်နေတော့ဒကာသစ်တို့မကျေနပ်တာနဲ့သူသတ္တမမြောက်ပု္ပ္ပာမေးပြန်တယ်ရှင်ဂေါရမဒုက္ခရှင်ဂေါရမမသိဘူးလားလို့မေးလိုက်တဲ့အခါဘယ်နဲ့ဖြေလိုက်ဒီတရားဓမ္မတွေဖြေစမ်းမှဘယ်သူပါလဲခန္ဓာ၅ပါးဒုက္ခသစ္စာတရားပဲအခုတရားနာနေတာတွေကကိုယ်ခန္ဓာဒုက္ခသစ္စာလို့မှတ်လိုက်စမ်းပါ
တရားနာနေကြတဲ့ယောက်ျားတွေလားမိန်းမတွေလားလို့မေးလိုက်ရင်ဘယ်နဲ့ပြောပါ့ခန္ဓာ၅ပါးဒုက္ခသစ္စာတရားဆိုတာသိကြကြဗလားအဲဒါကြောင့်ဘုန်းကြီးတို့တရားဓမ္မတွေမှာသစ္စာသိတဲ့အဓိပ္ပာယ်ရောက်ပါတို့တော်တာပညာနဲ့သိတာပဲရှိသေးတယ်ပညာနဲ့သိအောင်ကဲတင်ယူဆောင်ပို့ပြီးကြလားဟောပြောရမယ့်ကိစ္စတွေရှိပါသေးတယ်။ဂိုင်းဒါဖြင့်ဒုက္ခသစ္စာဆိုတာတဲ့ဒကာဓမ္မတွေဒုက္ခသစ္စာလို့သိတာကသစ္စာဉာဏ်မရှိသေးတယ်။ကိစ္စဉာဏ်တက်ပေးလိုက်မယ်။ဥက္ကမောင်ပါဉာဏ်တက်ပေးမယ်။ကိစ္စဉာဏ်တက်ပေးလိုက်မယ်ဆိုတော့နှိစ္စတာမြင်မှကိစ္စဉာဏ်နှိစ္စတာမြင်မှဂိုင်းနှိစ္စတာမြင်မှကိစ္စဉာဏ်ဆိုတော့နှိစ္စတာမြင်အောင်ဘုန်းကြီးရှင်းပြပါဦးမယ်တရားဓမ္မတို့ခန္ဓာ၅ပါးအကျဉ်းချုပ်လိုက်တဲ့ခါကျတော့ယုတ်ကတစ်ခုနာငါ၄ခုဆိုတော့ယုတ်နာမရှိတယ်ဘယ်ဘာရှိပါလိမ့်ယုတ်နာပဲရှိတယ်ဆိုတော့သိကြပါလားဂိုင်းဒါဖြင့်သူတို့ကနှိစ္စတတ်တဲ့တရားဓမ္မယုတ်ကလည်းနာငါလည်းအဲဒါကြောင့်ဒုက္ခသပိလနာထောဥက္ကမောင်ရေဒုက္ခသဗါတဲ့ဒုက္ခသဒုက္ခသစ္စာပိလနာထောခင်သောပုဂ္ဂိုလ်ဘာလို့တတ်ပါလိမ့်မလဲမေးတဲ့အခါကျညာတာမဖက်အမြဲနှိမ့်ဆက်တယ်မခင်တဲ့ပုဂ္ဂိုလ်မနှိမ့်ဆက်ဘူးခင်တဲ့ပုဂ္ဂိုလ်ဓမ္မတို့သုတောင်းရထားတဲ့ပုဂ္ဂိုလ်ကတော့ခင်ပေမှာပဲသုတောင်းရထားတဲ့ပုဂ္ဂိုလ်ကတော့ခင်ပေမှာပဲသစ္စာမသိသေးတဲ့ပုဂ္ဂိုလ်ကတော့ခင်ပါမှာပဲဆိုတော့သိကြတဲ့တကားဝါရ။ဒါရင်ဒါဖြင့်ဘုန်းကြီးတို့ဓမ္မတွေနှိစ္စပုံလေးပြောရလို့ရှိရင်ဖြင့်နှိစ္စပုံကိုဉာဏ်ထဲမှာလည်းထင်းလာမယ်ဆိုရင်ဖြင့်ဒီဓမ္မတွေဒီဒုက္ခသစ္စာကြီးနဲ့ဥစ္စာကွဲကျင်လိမ့်မယ်ဆိုတာတော့သိချကောင်းဒါကြောင့်ဂယုဆိုင်ပြီးတော့မှတ်လိုက်စမ်းပါလို့ဆိုတာသတိပေးရပါတယ်ယုတ်တရားကဒကာဓမ္မတို့ဘာနဲ့တူပါသလုံးဆိုတော့မွေးကလေးကခြေလက်တော့တန်စွမ်းပါရဲ့မျက်လုံးသားကန်းနေတဲ့ပုဂ္ဂိုလ်နဲ့တူငကြိုးနဲ့တူတယ်ဆိုရင်ဒီငကန်းနဲ့တူတယ်ဆိုကြပါလို့ဗျာသွန်ပါရကမျက်စိနားတို့ကအကမ်းဖြစ်နေတဲ့ယုတ်တရားကဘာနဲ့တူပါလိမ့်မျက်စိနားနာကအကမ်းဖြစ်နေတယ်ဆိုတာဒကာဓမ္မတွေကမှတ်လိုက်တာပေါ့ခြေလက်ကတော့တန်စွမ်းပါရဲ့သဘောမျက်စိနားကတော့အကမ်းဖြစ်ဩဒကာဓမ္မတွေမှာယုတ်တရားများရှိကြရဲ့လားကိုင်းတွဲလို့ရတာတွေရုပ်တွေပေါ့ဗျာချင်းတွဲလို့ရတာတွေဟာကိုင်းတွဲလို့ရချင်းတွဲလို့ရတယ်ဒီရုပ်နာကတော့ချင်းတွဲတရားဓမ္မတို့တဏ္ဍာမှာဘယ်နှယောက်ရှိသတုံးလို့မေးတဲ့ခါကျတော့မှတပည့်တို့တဏ္ဍာမှာအကန်းနဲ့အကျိုးပဲရှိပါတယ်ဗျာကန်းနဲ့အကျိုးပဲရှိတယ်ဆိုတော့ပေါ်လာကြဘာများရှိပါလဲအကန်းနဲ့အကျိုးပဲရှိတယ်ဆိုတော့အကန်းကလည်းအားလုံးခမောင်းတို့စဉ်းစားကြည့်ပါမနေ့ကလည်းမတူဘူးပေါ့ဗျာအကန်းကဘာနဲ့တူသလုံးဆိုတော့အကန်းကဒကာဓမ္မတို့အကန်းကကန်းလည်းကန်းသေးတယ်ဝန်းတွင်းယူယောဂါကပါသေးသဘောကျဟုတ်လားအကန်းကဘာလဲကန်းလည်းကန်းသေးတယ်နော်ဝန်းတွင်းယူဟောအကန်းယူပေါ့ဗျာဒီနေ့ရွှေတို့ဥဇိုင်းတို့နန္တရားကဘာလဲဗျာကံလည်းကံသေးတယ်ပြီးတော့ဝန်တော်လည်းယူပါလာသေးတယ်ဆိုတော့ခက်ပြီငကြိုးကတော့ဘာတွေများနဲ့ဒီငကန်းကတော့ဘာတွေများပါလာပါလိမ့်မလို့မေးဖို့မလိုဘူးလားငကန်းကတော့တရားဓမ္မတို့သူကတော့ပငင်နာဝန်းပြက်ပါလာဘယ်ခါမှသူ့မှာယောဂမကင်းဘူးသဘောကျဒါဖြင့်ယုတ်တရားမှာတော့တရားဓမ္မတို့ငကန်းကတော့ဖြင့်တရားဓမ္မတို့ဘယ်ကာလမှာသူ့မှာယောဂကင်းရှင်းနေတယ်လို့မရှိပါဘူးအဲဒါကြောင့်ခမည်းတော်ယုတ်တရားကြီးမှာဘယ်ခါမှယောဂမကင်းဘူးနန္တရားကလည်းလိုဆန္ဒဘယ်တော့မှတစ်ခုပြီးတစ်ခုသာဖောက်ပြန်နေသောကြောင့်သူသည်တရားဓမ္မတို့နန္ဒမက
ဓမ္မတို့သိတဲ့အတိုင်းကျိုးတော့ကျိုးပါရဲ့မျက်လုံးသားလည်းကောင်းပါရဲ့အယူဖြစ်နေတယ်သဘောပါကြဟောဒါဖြင့်ရှိတာခမည်းတော်မှာလည်းနာယုတ်ပဲရှိတယ်ယုတ်တရားကဓမ္မတို့အကမ်းဖြစ်ပြီးဒီကာလနေတော့သွားနိုင်လားနိုင်ရလားအကမ်းဖြစ်ပြီးဒီကာလနေတော့သူဒီကားလို့ဆိုလို့ရှိရင်ဓမ္မတို့သွားတော့သွားနိုင်ပါရဲ့တဲ့ဖြောင်းဖြောင်းသွားနိုင်ရသူကလည်းတစ်မျိုးပဲပြီးတော့သူကလည်းဒီတရားကဘာဖြစ်လာပြန်တော့ဆိုလို့ရှိရင်မွေးတွေကတငယ်နာဝန်းပြပါလာတယ်ဆိုတော့သူ့အတွက်ကလည်းခက်သားပဲမခက်ဘူးလားနန္တရားဘက်ကနေကြည့်လိုက်ပြန်တော့လည်းမျက်စိနှကွင်းမျက်စိနာတော့လင်းရပါရဲ့အင်္ဂါကြီးငယ်ကချိုးတဲ့နေတယ်ဒီတွေကအယူကပါလာသေးတယ်ဆိုတော့ဘယ်နဲ့ဆိုကြအယူကပါလာသေးတယ်စိတ်တေနာနေဒီလောကောဟုသူကစိတ်ဆိုတာဒီဓမ္မတော်မျိုးမျိုးဖောက်ပြန်နေတယ်ဆိုတော့ယူမဟုတ်ဘူးလားဒါကြောင့်ဝိစိတ်တကရဏံစိတ်တံလို့လည်းဘုရားကဟောထားတာရှိသေးတော့အယူတဲ့သွင်းရပါတယ်သူကိုပေါ်ကြဗလားဒါဖြင့်ဓမ္မတွေမှာအကမ်းရယ်အကျိုးရယ်ဒီနှစ်ခုပေါင်းပြီးဒီကလာနေကြတာကိုဘာရှိနေလဲအကမ်းနဲ့အကျိုးပဲရှိတယ်အကျိုးကသင်္ကနာအကမ်းကဓမ္မတို့သင်္ကနာဝင်ပြည့်သဘောကျလားအကမ်းကသင်္ကနာဝင်ပြည့်တဲ့မကမ်းတဲ့ပုဂ္ဂိုလ်ကအကျိုးသမားကဘာဖြစ်နေဆိုဝန်တွင်ယူဒုက္ခမောင်တဲ့ဆိုးပါဒါဖြင့်နန္တရားအလိုလဲဓမ္မတွေအကုန်လိုက်နိုင်မှာဘယ်နဲ့ဝန်တွင်ယူဖြစ်နေတာအလိုလိုက်နိုင်မှာဒါကခင်တဲ့ဓမ္မခန္ဓာခင်တဲ့ဓမ္မကဒီဘက်ကကတ်ထားတယ်သဘောပါကြခန္ဓာခင်တာကယခုဓမ္မတွေခလုံးမတိစုမကြီးပါစေနဲ့ဆိုတာခန္ဓာကိုခင်ဗျားတို့ကအများကြီးအမွှန်းတင်ထားကြတာမထားကြဘူးလားဒါတော့ဒီဘက်ကတရားကလည်းဓမ္မတို့ငကန်းကလည်းသင်္ကနာဝုန်းပြည့်နဲ့လာတာသဘောကျလားငကြိုးကကြည့်လိုက်ပြန်တဲ့အခါကျလို့ရှိရင်ဖြင့်အကျိုးလည်းဖြစ်နေပြန်စိတ်ကလည်းဖောက်နေပြန်ဘယ်တုန်းကဓမ္မတို့ဒီနှစ်ယောက်ကိုခမည်းတော်ကထိနေရခင်တဲ့ပုဂ္ဂိုလ်ကဗာဒီနှစ်ယောက်ဘာလုပ်နေရဩဒါဖြင့်သငယ်နာဝုံးရဲ့ဤကျင်ကြီးကျုံရတာလဲအားပါမလားဒါရင်သူကနှိမ့်ဆက်မနှိမ့်ဆက်ဒါဖြင့်ကျင်ငယ်စွန့်ကျင်တို့ရှိလို့ရှိရင်လဲနှိမ့်ဆက်ပြန်ပြီကွာငကန်းကနှိမ့်ဆက်ပြန်ပြီကွာကျင်ကြီးစွန့်ကျင်ပြန်ရင်ကောနှိမ့်ဆက်ပြန်ပြီဆိုတာသဘောကျဗလားကောင်းပြီတဲ့သူကဖြင့်ဟိုဘက်ပြောင်းပေးပါအောင်ဆိုတာကောဒီဘက်ပြောင်းပါအောင်ဆိုတာကောတူတူပြောတော့ရုပ်ကကြီးနှိမ့်ဆက်သဘောကျကောင်းပြီသူကနှိမ့်ဆက်တဲ့ဒါဖြင့်ဓမ္မတွေဒီနေ့ဘယ်နှကြိမ်နှိမ့်ဆက်ပါလိမ့်ဒါဖြင့်သူဒီဒုက္ခသစ္စာခင်တဲ့ပုဂ္ဂိုလ်ညာတာမဖက်အမြဲနှိမ့်ဆက်တယ်ပေါ်ကြဗလားခင်တဲ့ပုဂ္ဂိုလ်ကိုဒီလူမှမသိသေးလို့ရှိရင်ဒီခန္ဓာကြီးခင်ဗျားတို့ဆူတောင်းယူနေဦးမှာပဲမယူပဲဘူးလားဒီခန္ဓာကြီးဆူတောင်းယူတော့ငကန်းနဲ့ငကြိုးကြီးဥက္ကမောင်ရမယ်ဥဇာယံပါရမယ်ထင်တော့ငကန်းကလည်းဓမ္မတို့သိတဲ့အတိုင်းတဲ့သငယ်နာဝန်းပြည့်နဲ့အမြဲနှိမ့်ဆက်နေတယ်သဘောကျလားငကြိုးကလည်းဝန်းနေဖြစ်နေတော့ဟိုဒီဟာပေးလို့လည်းတင်းမတိမ်ဟိုဟာပေးလို့လည်းတင်းမတိမ်ဘူးသူကလည်းနှိမ့်ဆက်လိုက်တာလွန်လို့မနေဘူးလားဒါဖြင့်ခန္ဓာရအောင်ဆူတောင်းတဲ့ပုဂ္ဂိုလ်များမှာဘာရမလဲလို့မေးလို့ရှိရင်ငကန်းနဲ့ငကြိုးပဲရမဟေခန္ဓာရအောင်ဆူတောင်းတဲ့ပုဂ္ဂိုလ်ဘာရကြမလဲခင်ဗျားတို့ကလည်းဒီလောက်ဖြစ်အောင်မသိတော့နတ်ဖြစ်ရင်ကောင်းလို့မြမဖြစ်ရင်ရမှာကဘာတော့ငကန်းနဲ့ငကြိုးပေါ်ကြဗလားရမှာကဒါဖြင့်ခင်ဗျားတို့ဘယ်ခန္ဓာရကျင်ကြတယ်ဟုတ်ကလားခင်ဗျားတို့ကခုတရားပွဲနေတော့အနာဟုတ်နေတာချက်ချင်းကိုပဲနိဗ္ဗာန်ကိုပေါက်တော့မှသိချာနေပြီဒီတိုင်းတစ်ပွဲလုံးသိချာနေတာဗျအဲ့ဒါဓမ္မတို့အလုတ်ခွင်နဲ့ဒီတိုင်းသွားရအောင်ဘုန်းကြီးတို့အားလုံးကြိုးစားကြအောင်လို့နော်အလုတ်ခွင်နဲ့သွားအခုတော့ဖြင့်နားလဲပါပြီဗျာရုပ်ကတပည့်တို့ငကန်းနဲ့တူတယ်နာငါငကြိုးနဲ့တူတယ်
ငကြိုးကလည်းဝန်နေယူငကန်းကလည်းတငယ်နာဝန်ပြည့်ဘယ်တည်းမှထိမ့်လို့ကြောင်းလို့ကိစ္စပြီးနိုင်မှာထိမ့်ကြောင်းတဲ့ကိစ္စတရားဓမ္မတွေဘယ်တော့ပြီးလိမ့်မယ်ထင်တော့မပြီးလို့ရှိရင်ခင်တဲ့ပုဂ္ဂိုလ်သူဘာလုပ်မလဲညာတာမဖက်မြင်နှိမ့်ဆက်မယ်တကားကဘာလုပ်မယ်ဥဆိုင်ရင်တို့ပေါ်လားပေချာပေါ်ကြလားခိုင်းတရားဓမ္မတွေအခုຫນွေလေးနည်းနည်းပေါက်ခါရှိသေးတယ်ရုပ်ဓမ္မကြီးကနှိမ့်ဆက်လိုက်တဲ့ဖြစ်ချင်းတရားဓမ္မတွေရေချိုးပေးဦးငွေကျင်လေးလိမ့်ပေးဦးဣရတလေးနဲ့ဖြန်းပြုတ်ပေးဦးမလာဘူးလားဣရတဲ့အထေဝလေးခင်းပေးဦးဒါငကြိုးကနှိမ့်ဆက်နေဒီငကန်းကနှိမ့်ဆက်နေတယ်ဆိုတော့မသိကြဘူးလားဒီကလည်းတရားဓမ္မတို့သိတဲ့တိုင်တဲ့ဝိနည်းယူကလည်းဒီဟာမကြိုက်ဘူးဟိုဟာမှကြိုက်တယ်နဲ့တရားဓမ္မတွေအားရသေးရဲ့ဝိညာဉ်ခန္ဓာကလည်းရေးမှတော့ရှင်တယ်ရေးဖို့ဆိုကြုံမကြိုက်ဘူးမလားဘူးလားသူကလည်းဘုရုနှိမ့်ဆက်တော့ခင်တဲ့ပုဂ္ဂိုလ်နှိမ့်ဆက်တယ်ခန္ဓာရထားတဲ့ပုဂ္ဂိုလ်ကိုသေးသေးချာချာမှတ်ပါတရားဓမ္မတွေဒီဥစ္စာဉာဏ်ရောက်မှဖွတ်တယ်မနော်ဒီဟာညာမရောက်သေးလို့ရှိရင်ကိစ္စညာမရသေးပါဘူးကိစ္စညာမရသေးမညာနဲ့ဝေးကိစ္စညာမရသေးခုမောင်ကြီးကျင့်납ပလားဒါဖြင့်နှိမ့်ဆက်တာမြင်အောင်ဖြစ်လို့ကြည့်ရလေဦးမယ်မကြည့်ရင်တော်ပါမကြည့်ရင်သူ့ခင်ရလိမ့်မယ်မကြည့်ရင်ကြည့်လို့နှိမ့်ဆက်တာမြင်တဲ့အခါကျတော့ဖြင့် gain ဒီဘဝတွင်မနှိမ့်ဆက်တော့ကွာမင်းများတော့ဘယ်ခါကာလမှာနှိမ့်ဆက်တတ်တဲ့ကိစ္စညာနဲ့မင်းကိုနှိမ့်ဆက်တတ်တဲ့သဘောသိပါပြီဆိုပြီးဒီကလာသူ့ကိုမလိုချင်တဲ့ညာနောက်ကအစားထိုးလာတယ်မလားပဲဘူးလားမလိုချင်တဲ့ညာဒီကားလို့ရှိရင်မညာပဲအခုအကြည့်ခိုင်းနေတာကတော့သစ္စာနိလောမိကညာနဲ့ကိစ္စညာနဲ့ကြည့်ခိုင်းနေတယ်ဆိုတော့မှတ်လိုက်ပါကဲဒါဖြင့်ဒကာဓမ္မတို့မကြိုးအလိုကောလိုက်နိုင်ပါမလားဝေဒနာကြိုက်တာကတစ်မျိုးဗျာသင်ညာကြိုက်တာကသင်္ခါရဆိုတဲ့တရားကြိုက်တာကစိတ်ဆိုတဲ့ဝိညာဉ်နဲ့ခန္ဓာတရားကဩဒါဖြင့်ဒကာဓမ္မတို့သားနှစ်ယောက်အမှားဘူးမွေးမိတဲ့အမေနဲ့တူနေပြီသားနှစ်ယောက်ကိုအမှားမွေးမိတဲ့အမေနဲ့တူနေပါပြီစဉ်းစားကြည့်ပါသားနှစ်ယောက်ကိုပါတော့မွေးလာတော့ရုပ်တရားလည်းမွေးပြီးတယ်နာမ်တရားလည်းမွေးမိတာဟုတ်ပြီဒါကြောင့်အမှားမွေးလာတယ်လို့ခွန်ကြီးကစကားထည့်လိုက်ပါတယ်ရုပ်နာအတူတူပေါ်လာတာဟုတ်ခန္ဓာထဲမှာဘုကမောင်ရုပ်နဲ့နာအတူတူအသားဇာတာဖြစ်နေပေါ်မလာဘူးလားအဲ့တော့အမှားမွေးထားတာသိကြဘူးလားတယောက်ကဘာတုံးဆိုတော့သငယ်နာဝန်ပြည့်တယောက်ကဝန်တွင်ယူအမလေးငွေထားတဲ့သားနှစ်ယောက်ကလည်းဒကာဓမ္မတို့ငွေထားတဲ့သားနှစ်ယောက်တွေ့ကြပါတယောက်ကပါတဲ့သငယ်နာဝန်ပြည့်သမဏဝန်ပြည့်ဆိုတော့ဘယ်ခါကာလမှကုရီနဲ့ပြရတယ်မရှိပါဘူးပြရသေးရဲ့လားသူကလည်းဘယ်ခါကာလမှတော့ကျင်ကြီးကိစ္စကျင်ငယ်ကိစ္စနဲ့သငယ်နာဝန်ပြည့်ကလည်းဒကာဓမ္မတွေနှိမ့်ဆက်လိုက်တဲ့ဖြစ်ချင်းအားရတယ်ရှိရလားဒါကဒကာဓမ္မတို့သိတဲ့ငါကန်းကနှိမ့်ဆက်ငါကျိုးကဝန်တွင်ယူဆိုတော့ဒကာဓမ္မတို့အချိုပေးလည်းမတည့်ဘူးအချင်းပေးလည်းသူကပြီးတော့လည်းမတည့်တာအတင်းတောင်းမြင်လည်းတောင်းနေတယ်ဆိုတော့ဒကာဓမ္မတို့ခက်လိုက်တဲ့ဖြစ်ချင်းပေးတာလည်းမယူကြိုက်တာလည်းပေးကြိုက်တာပေးတော့လည်းသူကမစားခြင်းဝန်တွင်ယူကိုဗျခင်ဗျားတို့ကဒီနှစ်ယောက်ကိုမွေးမိတဲ့အတွက်တဲ့မွေးမိတဲ့အတွက်ဆိုတော့ခင်မိတဲ့အတွက်ပေါ်ကြဗလားမွေးမိတဲ့အတွက်ဆိုတာဘာပါလိမ့်ခင်မိတဲ့အတွက်ခင်မိတော့ဘုရုကိုနှိမ့်ဆက်ပါကြုံလို့မေးတဲ့အခါကျတော့သူ့အမေသူနှိမ့်ဆက်ဥက္ကမောင်နောက်ကဒကာဓမ္မတွေခင်တဲ့သူ့အမေနှိမ့်ဆက်သင်္ကနာဝန်ပြက်ကလည်းခဏခဏကုရီကိုပါအောင်ခိုင်းနေတာပဲဝန်နေယူကလည်းမတော်တာလို့မသူအမြဲစားခြင်းပြီးတောင်းတာနေတာပဲဒီမေဒီနှစ်ယောက်ကိုထိန်းလို့ရှိရင်နိုင်မလားဒီလိုသိရမယ်တဲ့နှိမ့်ဆက်တာကိုဒီလိုသိရဒါကိစ္စညာလို့ခေါ်ပါတယ်ဘာညာလို့ခေါ်ပါလဲကိန်းညာပုဂ္ဂိုလ်ကိုညာတာမဖက်အမြဲနှိမ့်ဆက်တယ်ခင်တဲ့ပုဂ္ဂိုလ်ကို
ညာတံပဲအမြဲနှိမ့်ဆက်သောကြောင့်ငကြိုးကိုလည်းတရားဓမ္မငကန်းကိုလည်းဘာသစ္စာဖွဲ့ကြရှင်းပါဗျာငကန်းဒီတရားဓမ္မငကြိုးကိုငကြိုးနဲ့သူကတော့သူကြီးသက်သက်တော့တရားဓမ္မတို့ဘယ်နာမှဟိုနာဒီနာကိုမရှိနိုင်ဘူးနန်သက်သက်ကယုတ်ကြီးကတလန်းသွားမှသူကသွားနိုင်တာသူကသွားကျင်တာသာရှိတာမသွားနိုင်ဘူးဟိုကသွားနိုင်တယ်မျက်လုံးမမြင်ဘူးထက်လိုက်တဲ့ဖြစ်ချင်းမှတရားဓမ္မတို့သဘောပါကြခင်တဲ့ပုဂ္ဂိုလ်ကလည်းတရားဓမ္မတွေကဆူတောင်းယူထားတာကိုဘယ်လိုရထားတာဩဒါဖြင့်ငကြိုးလေးဟူသောငကန်းဤဟူသောတငင်နာဝန်းပြက်ကိုလည်းမူဖွားရပါလို့ငကန်းဤဟူသောဝန်းတွင်ယူကိုရောငကြိုးဤဟူသောဝန်းတွင်ယူကိုလည်းတရားဓမ္မတွေကပေါင်းတင်ပြီးဝတ်ပြရပါလို့အားပါမအားတဲ့စုဘုရုတောင်းတာမိမိတောင်းတာဘာမသိလို့တောင်းတယ်နှိစ္စတတ်တဲ့သစ္စာမသိလို့တောင်းလိုက်တရားဓမ္မတို့ဘယ်လိုကြောင့်တောင်းလိုက်ပါလဲဒါဖြင့်ဥက္ကမောင်ရေဟိုဘဝလိုခြင်းဒီဘဝလိုခြင်းတာသစ္စာမသိလို့ပဲဆိုတာတော့ပေါ်ပါရဲ့ဒီလိုနှိစ္စတာမသိဘူးရှင်းကြပါလားတရားဓမ္မတို့ဘာကြောင့်ပါလိမ့်များနှိစ္စတတ်တာမသိလို့ပေါ်ကြပြီနော်အဲ့ဒါကြောင့်နဲ့ဘုရားခင်ကိုရမကြီးကခဏခဏပြောချင်ငါလည်းသစ္စာမသိတော့မှဒီနှစ်ယောက်နဲ့ပဲနှိစ္စခံခဲ့ရတာပဲဒီနှစ်ယောက်နှိစ္စခံမှုနဲ့အချိန်ကုန်ခဲ့ရပါတော့မပြောဘူးလားဒီမှာလည်းတရားဓမ္မတွေယခုနေမှညမှာဘာဖြစ်နေကြတာလဲငကြိုးကရောငကန်းကရောဩတရားဓမ္မတွေဒါနှိစ္စတာသူတို့ကနှိစ္စခြင်းတော့နှိစ္စတာလားခင်ဗျားတို့ကနှိစ္စခံရပါလို့ဤဆိုလို့ဆူတောင်းထားလို့နှိစ္စခံရတာလားကဲခတ်လိုက်စမ်းဥက္ကမောင်ကံမကောင်းအကြောင်းမသိလို့ဟုတ်ပါရဲ့လားသစ္စာမသိလို့နှိစ္စခံရတာပေါ်ကြဗလားဘာကြောင့်နှိစ္စခံရပါလဲသစ္စာမသိလို့နှိစ္စခံရတာနော်အခုလည်းမသိသေးဘူးဆိုရင်နှိစ္စတတ်တဲ့ငကြိုးတဲ့ငကန်းကိုပဲခမည်းတော်အတူနေရပါလို့ဤဆိုတာလာအောင်မှာပဲမလာပဲဘူးလားတဲ့လဲဆိုးရပါလားတရားဓမ္မတွေဘာမသိတာပါဒုက္ခသစ္စာဆိုတာဘယ်လိုဟာဒုက္ခသစ္စာပါလဲတရားဓမ္မတွေညာတာမဖက်အမြဲနှိစ္စတာကိုဘာဆိုကြမလဲညာတာကိန်းရပုဂ္ဂိုလ်ကိုညာတာမဖက်အမြဲနှိစ္စတာဘာခေါ်ကြမလဲကိန်းရပုဂ္ဂိုလ်ကိုညာတာမဖက်ဘာခေါ်ကြမလဲဒုက္ခသစ္စာသဘောကျအဲ့ဒါပရိသမီးရမဲ့ပါဠိတော်ကြီးမှာသေချာဟောတဲ့ဒုက္ခတာပိလနာထောကွာဒုက္ခတာငကြိုးဆိုတဲ့ဒုက္ခလည်းငကန်းဆိုတဲ့ဒုက္ခလည်းပိလနာတော်ခင်တဲ့ပုဂ္ဂိုလ်ကိုညာတာမဖက်ဘူးအမြဲနှိစ္စနေတယ်ကြာတော့ကုသိုလ်ကောင်းမှုတောင်လုံးချိန်မရှိဘူးတငယ်နာဝန်းပြကုလီလိုက်ကိုရတယ်လည်းမအားဘူးဟိုဝန်းနေယူကဟိုအတောင်းတရားတောင်းခိုင်းနေလို့လည်းမအားဘူးဒီအမေလည်းအမွာဘူးမွေးရတဲ့အမွေမှာဖြင့်ကိုကျိုးနေပြီမနေကြသေးဘူးလားတရားဓမ္မတွေယခုခန္ဓာကြီးထဲမှာအမွာဘူးမှဟုတ်ပါရဲ့ရုပ်နဲ့နာရှိကြရလားရုပ်ကလည်းတငယ်နာဝန်းပြလေဗျာခင်တဲ့ပုဂ္ဂိုလ်ဘာလို့ပါလိမ့်နာငါလည်းဝန်သွင်းယူပြဘာလို့ပြန်ပါလိမ့်ဒါနှိစ္စတယ်လို့ခင်ဗျားတို့ကမသိဘူးခက်လိုက်တဲ့ဖြစ်ချင်းကကိုယ်ဝန်ပြုလို့မှအားမရသေးတဲ့အထဲမှာခင်မွန်လေးများတည်တောင်ခင်မွန်မလေးများတည်တောင်ပြီးဒီကလာနှိစ္စတယ်လို့များရှာလိုက်သေးတယ်ဒီထက်ကများလောကချော်နေတာကျုပ်လည်းအမှန်ပဲဗျာသဘောကျဗလားဘာလို့ကြတယ်လဲခင်ဗျားတို့ငဘောမှမအားတဲ့အထက်မှာပြုเสียရှုเสียဒီယုံနာမပြုလို့ရှုလို့မအားရတဲ့အထက်မှာယုံနာဘွားတွေကိုလိုချင်သေးတာကဥက္ကမောင်ကြီးဘာဖြစ်တာတော့ဗျာယူတာအမှန်ဖြစ်မှဖြစ်လေတဲ့ဘယ်ဓမ္မတော့သိကြောက်เสียကောင်းပါလားအဲ့ဒါမူလကလည်းမသိမူလကသစ္စာမသိလို့နောက်ညာဓမ္မပဲအမြဲနှိမ့်ဆက်တဲ့သစ္စာတွေကိုမသိပဲဖြစ်ပြီးဒီကလာမသိပေါ်မှာမသိထလာတယ်ဆိုတာပေါ်ကြဘယ်လိုများပေါ်လာပါလိမ့်မသိပေါ်မှာမသိထပြီးဆင်းမြန်တယ်ဆိုတော့ဒကာဓမ္မတို့ဒီပြုရတဲ့ခင်တဲ့အမေမိဘလုတ်တဲ့မွေးဖွားမိတဲ့အမေမိဘလုတ်တဲ့ပုဂ္ဂိုလ်မှာဖြင့်ကောင်းကောင်းအိတ်
ဖို့အချိန်ရောရကောင်းကောင်းစားဖို့အချိန်ရောသင်္ကနာဝန်းပြက်ကလည်းအားသေးရလားကုရိကိုရတယ်နဲ့မဟုတ်သူနှီးချောနေရတာနဲ့ဝန်းနေယူကလည်းတောင်းလိုက်တဲ့ဖြစ်ချင်းစုံနေတော့စိန်တောင်းမြတောင်းရွှေတောင်းအိတ်တောင်းတိုက်တောင်းတောင်းလိုက်တဲ့ဖြစ်ချင်းဝန်းနေယူကလည်းတောင်းလိုက်တဲ့ဖြစ်ချင်းဒီမေဖြင့်လဲသေးလူပြီခင်တဲ့ပုဂ္ဂိုလ်လဲသေးလူပြီသူကပြန်အတောင်းလျှော့ရလားနှုတ်ပေးတာတော့ဒီလောက်နဲ့တော်ပြီတင်းတိမ်ပြီလို့လာရလားမလာဘူးတဏှာကလည်းဒကာဓမ္မတို့ဆန်းကန်ရင်နဲ့တူတယ်ဆိုရင်လိုသာလိုနေတာပဲလိုသာလိုနေတော့ပြီးတယ်လို့ရှိကြရဒါဖြင့်ဒကာဓမ္မတို့ငကန်းဝတ်ပြုလို့ကောအားရလားငကြိုးဝတ်ပြုလို့ကောဒီထဲကနေပြီးဒီကလာငကန်းငကြိုးအပွားလေးတွေရှားကျင်သေးတယ်ဆိုတော့သမင်ညာယူလို့မဟုတ်ဘယ်လိုဆိုကြပါ့မလဲဘောကြပါဥက္ကမောင်သူများပြောလားကိုတွေ့လားရှင်းပါပြီဒါဖြင့်ကိုတွေ့ဆိုရင်ရှင်းပြီကိုယုံနာမကိုမနိုင်နိုင်လို့မသိသိနိုင်လို့မဖျားပါနဲ့ဆိုလို့မရမနာပါနဲ့ဆိုလို့မရမပိမနဲ့ဆိုလို့မရမဝပါနဲ့ဆိုလို့အမှန်နှိမ့်ဆက်မနေဘူးလားအဲ့ဒီနှိမ့်ဆက်နေတဲ့ထဲကနေပြီးကာလဒီတိုင်းတယောက်တည်းနေလို့ဒီတိုင်းဒီနှစ်ယောက်တင်ကြည့်ပါလို့မတော်သေးပါဘူးလေကိုကကျွန်းလောက်ရှိသေးသဘောစုတောင်းလိုက်ပါဦးမယ်ဆိုပြီးအိမ်အောင်ပြုတ်လိုက်တာရိပ်မိဗလားဘာလုပ်လိုက်တော့ပါလဲသဘောစုတောင်းလိုက်အဲ့ဒါခင်ဗျားတို့ကမင်္ဂလာလို့များသုံးလိုက်တယ်ဘွားကြိုက်တယ်မဘယ်နဲ့ခင်ဗျားတို့ကဘယ်နဲ့သုံးတပြေပန်းတိုင်တပြေပန်းလေးထိုးညှိုးတာတော့သူတို့သိတာမဟုတ်ဘူးသဘောကျပါလားမင်္ဂလာဆိုပြီးတပြေပန်းထိုးလိုက်တော့ထိုးစီနေတယ်ပဲနေတဲ့တော်တော်ကြာကြတော့ဘုံမြရွှေမညှိုးဘူးလားညှိုးရတယ်လို့ပြောတာမဟုတ်လားကဲတဲ့ညှိုးရတယ်ပြောပြန်မှာမဟုတ်ဘူးတပြေပန်းဆိုရင်မင်္ဂလာကြီးမှနေတာပဲဘွားညှိုးလဲမင်္ဂလာလမ်းလဲတော်တော်ခက်နေပါလားဟိုအတုပဖြစ်နေပြီညှိုးတယ်ဆို6တော့မယ်6လို့ရှိရင်ပြည့်ရတော့မယ်ဆိုတော့အတုပတော့မင်္ဂလာဖြစ်နေသေးတယ်ပေါ်ကြဗလားဒါဖြင့်ဒကာရမတို့ခမည်းတော်ငကြိုးနဲ့ငကန်းနဲ့ကွဲမှပဲခမည်းတော်ချမ်းသာတော့မယ်မကွဲသေးရဲ့ဖြစ်ချမ်းသာစရာကွက်မြင်လားဒါဖြင့်ဒုက္ခကပိလနာတော်ခင်တဲ့ပုဂ္ဂိုလ်ညာတံမပဲအမြဲနှိမ့်ဆက်နေတယ်ဆိုတာပေါ်လားအိုးအရွယ်ကြီးမှများအရွယ်ကြီးလို့ကိုယ်ကလည်းမသွားနိုင်မလာနိုင်တဲ့အချိန်ကြမှာခொနဲ့ကငကြိုးကနေပြီးမြည်စီသွားခြင်းရတယ်နဲ့မြစ်စီသွားခြင်းရတယ်ငကြိုးကလေသွားခြင်းလည်းဟုတ်ဒကာဓမ္မတို့သိတဲ့အတိုင်းခொနဲ့ကငကန်းကပို့နိုင်သေးရဲ့လားမပို့နိုင်လေသူဟာသူများထိုင်မှန်ပြီးစိတ်များပြက်နေသေးတယ်ဒီလိုများဖြစ်လိမ့်မယ်မထင်ဘူးများပြောလိုက်သေးတယ်အမလေးဒကာဓမ္မတွေခက်လိုက်တဲ့ဖြစ်ချင်းသူတို့ကညာတမပဲအမြဲနှိမ့်ဆက်တတ်ပါတယ်ဆိုတာခမည်းတော်ကကြားကိုမကြားဘူးလို့ခက်နေတယ်ရုပ်ကလည်းဘာလို့တတ်တော့ဒီငါဒီဒကာဓမ္မငကြိုးကရောဒီဘက်ကငကန်းကရောပေါ်ပြီးနေတော့နော်ဒါဖြင့်ဒီနှစ်ခုကိုခမည်းတော်နောင်များကံကောင်းကြောင်းသိလို့ရကြံသေးလားဥက္ကမောင်တော်တော်နေကြတယ်နော်ဥက္ကမောင်ကနောက်ထပ်ရကြံသေးလားမရကြံတော့ဘူးတဲ့အကြောင်းသိပြီတဲ့ဒကာဓမ္မတို့ဘာလို့တတ်တုံးသူတို့ဘယ်လိုများအကြောင်းသိပါလဲညာတာမပဲအမြဲနှိမ့်ဆက်တယ်ဆိုတဲ့အကြောင်းသိပါပြီသဘောကျညာတာမဖက်ညာတာမရုပ်ကလည်းသူကဒကာဓမ္မတို့သိတဲ့အတိုင်းနဲ့ငကန်းသူကနာကငကြိုးနော်သူကလည်းဘာလုပ်နေဒကာဓမ္မတို့ဒီကပြန်ဒီနေရာမှာကိုတရားနာရမှတ်တတ်နေပဲတရားနာတယ်ဆိုတော့သစ္စာတရားကိုနားနေတဲ့အတွက်ဩငါတို့ဒီသူတို့ဝတ်ကြောင်နားနေတာမသိကြဘူးလားသူတို့ဝတ်ကြောင်လို့နားနေကြတာသူတို့ဝတ်ကြတော့ဒဝိပါကဝတ်ကြသွားရင်နိဗ္ဗာန်ပဲခုဝိပါကဝတ်ကြသွားတဲ့ဆိုရင်ဘာခေါ်ကြမလဲနိဗ္ဗာန်ပဲဆိုတာသိပြီဝိပါကဝတ်ကကျွတ်ချင်လို့ကျွတ်ရတာမဟုတ်သူမခင်လို့ကျွတ်တာမခင်လို့ကျွတ်တော့ကိလေသာဝတ်ကရောမခင်ရင်ကိလေသာဝတ်ကျွတ်ပါတယ်ကိလေသာဝတ်ကျွတ်လို့ရှိရင်ကာမဝတ်တွေလုံနိုင်သေးရဲ့လားကဲမလုံနိုင်တော့ဝိပါကဝတ်ကြီးကသူကြီးကြံနေအောင်မလားဝတ်သုံးပါးကျွတ်မယ်ဆိုတော့သဘောကျဗလားအဲဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေမှာဒီငကြိုးနဲ့ငကန်းဆိုတဲ့ယုံနာဓမ္မက
တရားဓမ္မတွေညာတာမဖက်အမြဲနှိမ့်ဆက်နေတဲ့တွေ့တရားဓမ္မတို့ဤထွက်ရအလုပ်ကိုပဲလုပ်ခွင့်မပေးဘူးဘုရားရှင်လုပ်ခွင့်ပေးရလားငါစားကြတယ်ဆိုရင်သူ့စားဖို့ရှာပေးရတယ်ငါညောင်းဖြေကြတယ်ဆိုရင်နှိမ့်သက်ခေါ်ပေးရတယ်ခေါ်ပေးရတယ်ကိုထွက်ရလားလုပ်ပဲနဲ့တော့ထွက်ရလားလုပ်ကိုလုပ်ခွင့်ကိုမပေးဘူးမကျိုးနဲ့ငကန်းကဘာလုပ်နေပါလိမ့်ညာတာမပဲအမြဲနှိမ့်ဆက်နေနော်ဘုရားတောင်မညာပါဘူးဗျဒကာဓမ္မတို့ဘုရားညာသေးလားကိုတော်ကြီးဝန်းတော်လဲဝန်းတော်လာပြီးဒီကလာကိုတော်တော့ဒုက္ခဖြစ်အောင်လုပ်လိုက်ရမယ်ဆိုပြီးညာတာပဲနှိမ့်ဆက်သေးတယ်နောက်ဆုံးမိတ်နှိမ့်ဆက်ခြင်းဥက္ကမောင်ပါတော့ပိလနာထောတယ်ဗျာဘယ်လိုလွတ်မှာတော့ဗျာဘတ်တော်ကိုညာတာမဖက်အမြဲနှိမ့်ဆက်တယ်ဆိုတော့ဘယ်လိုလွတ်เสียရှိသေးတော့ခိုင်းဒကာဓမ္မတို့တကယ်ဒါကတွားရင်လာရင်ဝိပဿနာလုပ်ရမှာနော်ကဲချင်းချင်းစွန့်သွားပြန်ပြီဩငကြိုးကဒကာဓမ္မတို့ငကန်းကနှိမ့်ဆက်ပြန်ပြီစားကြံတော့ပြန်ပြန်ပြီဆိုလို့ရှိရင်လည်းငကြိုးကနှိမ့်ဆက်ပြန်ပြီဒီဟာပေးလည်းမတည့်ဘူးဟိုဟာပေးလည်းမတည့်ဘူးဆိုတော့ဝန်းနေယူကနှိမ့်ဆက်ပြန်ပြီရိပ်မိဗလားဝန်းနေယူဆိုတာနာနမနော်ဝန်းတော်ယူဆိုတာပါပါလိမ့်ဟိုဟာပေးလည်းသူကရင်ကျက်တယ်ဒီဟာပေးတဲ့အခါကျတော့ချောင်းဆိုးတယ်ဒီဟာပေးတဲ့အခါကျတော့ကိုယ်လည်းကြိုက်ခဲတယ်ဘယ်သူကနှိမ့်ဆက်ပြန်ပါလိမ့်ဝန်းနေယူဆိုတာနာနမပေါ်ဗလားဝန်းနေယူဆိုတာပါပါလိမ့်ရှင်းကြပါလားဒါပြန်ခင်ဗျားတို့ဘယ်သူနဲ့အတူတူနေရတော့ငကြိုးနဲ့လည်းနေရတယ်ငကန်းနဲ့လည်းနေရတယ်ဆိုတာပေါ်ဗလားငကန်းကသငင်နာဝန်းပြလို့ဗျာအနည်းကျော်လို့မအောင်ခိုင်းနဲ့သဘောကျလားငကြိုးကဟိုဟာပေးလို့မတည့်ဒီဟာပေးလို့မတည့်ဒကာဓမ္မတို့အမေမိဘခင်တဲ့ပုဂ္ဂိုလ်ကိုတခါတည်းဒေါင်ညာဆိုင်အောင်ခိုင်းလိရှိတယ်ဥက္ကမောင်ဒါဖြင့်နာငါခိုင်းလဲနှိမ့်ဆက်တာပဲရုပ်ကခိုင်းခေါင်းဖြီးပေးစမ်းပါအောင်တဲ့ဘယ်သူကခိုင်းမြန်တော့ရုပ်ကခိုင်းပြီဆိုတာသိကြပါလားခေါင်းရှုပ်နေတယ်သန်းတွေရတာပြီခေါင်းဖြီးပေးပါအောင်ဆိုတော့ရုပ်ကမလေးချက်ဘူးလားအဲဒါခင်တဲ့ပုဂ္ဂိုလ်ကဘာလို့ကဖြီးပေးရတယ်သန်းချပေးရတယ်ဆိုတာသဘောကျလားဒါတော့လည်းမတင်းသိနေဘူးသွားလူတွေဝင်တဲ့အခါကျတော့စီလေးပါလေးအစရှိသည်လိုသေးတယ်ပစံဒင်းလည်းအစရှိသည်လိုသေးတယ်လို့မလာပဲဘူးလားဘယ်သူကနှိမ့်ဆက်ပြန်ရုပ်ကနှိမ့်ဆက်တာမနေဘူးနော်သဘောကျပါလားတခါရုပ်ကနှိမ့်ဆက်လို့ပြီးပြန်တဲ့အခါကျတော့နာငါထမင်းစားလာပြန်ပြီလာပြန်သွားကြကိစ္စရှိတာသွားပါလားလို့တွန်းတဲ့ဝရိယတွေကလည်းမတွန်းဘူးလားအဲ့တော့ခင်ဗျားတို့ကဘယ်ပဲလိုက်ရုပ်တငယ်နာဝန်းပြပဲလိုက်မလားဟုတ်လားခေါင်းကဝန်းနေယူနောက်လိုက်မလားပြောကြစမ်းမဘယ်နောက်လိုက်ကြမှာတငယ်နာဝန်းပြကလည်းသူဝန်းလျှော့ကျင်တယ်တဲ့ဒကာဓမ္မတို့သူဝန်းလျှော့ကျင်တယ်ဆိုတော့ခင်ဗျားတို့ကခြေလေးဆင်းပြီးတဲပေးအောင်တော့မယ်အိဗယ်ရောက်နေပြန်ပြီမရောက်ဘူးလားရောက်သလားအဲ့ဒီလိုဝန်းပြနေတော့ရှိသေးသူကခေါင်းကဒကာဓမ္မတို့ငကြိုးကသမင်းစာလာကြီးရဲ့ဟိုးစွန့်ကျင်တဲ့လူကစွန့်နေတော့ရှိသူကဘောဆာနေပြန်ပြီဆိုတော့ခဲ့နေရကြနိုင်မှာမလားအဲ့ဓာတွေနဲ့ဘဝများစွာဘယ်လောက်နေခဲ့ရပါတော့ဒါဖြင့်သူတို့မှာညာတာမဖက်အမြဲနှိမ့်ဆက်တဲ့ကိစ္စရှိမရှိပေါ်ကြအဲ့ဒါခင်ဗျားတို့ကုရီသွားတိုင်းသမင်းစားတိုင်းအလုပ်ကိစ္စတွေပေါ်တိုင်းပါတိုင်းငကြိုးကနှိမ့်ဆက်တာလားငကန်းကနှိမ့်ဆက်တာလားနေတိုင်းတွေးပါဒကာဓမ္မတို့ဘယ်လိုတွေးမလဲကျိုးကနှိမ့်ဆက်တာလားငကန်းကနှိမ့်ဆက်တာလားငါမှာဖြင့်ရောက်ခါရှိတယ်ပြန်သွားအောင်ခိုင်းရင်ခိုင်းတယ်မခိုင်းဘူးလားရောက်သွားကြတယ်ဆိုလို့ရှိရင်အိမ်မရောက်သွားလို့အမောမှမဖြေရသေးဘူးကိစ္စတစ်ခုကပေါ်လို့ငကန်းကခိုင်းလိုက်ပြန်တော့ဒကာဓမ္မတို့အားခွင့်ရသေးရဲ့ဒီဒကာဓမ္မတို့သိတဲ့တိုင်တဲ့ငကန်းငကြိုးကခိုင်းလိုက်တာများအဲ့နေတာတောင်သူကခိုင်းသေးတယ်အဲ့နေတဲ့ဘဝင်စိတ်ရလဲဒီပြင်ကံကမန္တဝေဂရိနိသုံးပါအောင်ပြုနေရသေးတယ်အဲ့ချိန်တောင်မရအောင်ခိုင်းတာကမောင်မြတော့မှတ်လိုက်စမ်းဟေးငကြိုးကခိုင်းတာအဲ့ချိန်တောင်မရအောင်ခိုင်းတာကနန်းကခိုင်းတာပေါ်ကြဗလားယုတ်ကအိတ်ရှင်တယ်ဆိုလို့ရှိရင်ဖြင့်အိုးအိတ်နေလို့မဖြစ်သေးဘူးစားဖို့ရှာအောင်ဆိုတော့မခိုင်းဘူးလား
နင်းပစ္စည်းလေးပြောက်မယ်အခုခါတကိုးတမြကထူပါပြီနဲ့စိတ်ချလက်ချမအိတ်နဲ့ဟိုဒကာဓမ္မတွေသိတဲ့တိုင်းဟိုတငယ်နာဝန်းပြက်ကအိတ်ချင်သူကမအိတ်နဲ့ဦးဘယ်နဲ့ဖြစ်နေကြတော့ရုပ်ကအိတ်ရမှာသူကအသာတိုးတာဟုတ်ဗျရုပ်ကအိတ်ရမှာအသာတိုးတယ်နာငါအိတ်နေလို့ရှိရင်မင်းပစ္စည်းကုန်နိုင်မယ်တဲ့ကဲဘယ်နဲ့လို့ခင်ဗျားတို့တက်အောင်ဒါတက်အောင်ပေါင်းနိုင်တာသမင်းညတတိမဟုတ်ဘူးနော်တော်တော်စွမ်းရည်တတိရှိလို့ဘုရားစုသူရှောင်နိုင်တဲ့တတိကြောင့်ဒါသူ့လိုလိုက်နိုင်တာရင်းပြီဗလားအမလေးဆိုးလာကြီးလားတရားဓမ္မတို့ဒါဖြင့်အခုဘယ်သူနဲ့အတူနေရတော့ငကန်းနဲ့ငကြိုးနဲ့အတူနေရတယ်ဝတ်တနေ့ဘယ်နှခါပြည့်ကြရငကြိုးကဘယ်လောက်လဲငကန်းဝကဘယ်လောက်လဲလဲသေးခြင်းနဲ့စိတ်များလာရလားခင်ဗျာမလာသေးဘူးမလာသေးတာမလာသေးသစ္စာညာကိစ္စညာမရသေးဘူးမလာသေးရင်ပါတော့ကိစ္စညာမရသေးဘူးမလာသေးလို့ရှင်သူတို့နဲ့တစ်ဖြစ်နေမနေခြင်းတော့ဘာဘူးနှိမ့်ဆိုင်တယ်လွန်လို့ရုပ်ဘက်ကလည်းသေဝါသေမင်းမဝါမင်းမနဲ့နမက်ကလည်းခိုင်းလိုက်တာစုံလို့တော်ပြီမင်းတို့ယုံနာနေရအကျိုးနဲ့ကံမှန်လည်းသိပြီကွာနှိမ့်ဆက်တတ်တယ်လည်းသိပြီကွာလို့မလာဘူးမလာသေးလို့လာလို့ရှိရင်အဲ့ဒီလာလို့ရှိရင်ကိစ္စညာရပြီခင်ဗျာသဘောကျလားဘယ်ညာရကိစ္စညာရပြီအခုတော့ပြန်ဘုန်းကြီးတို့ဓမ္မတွေကသူ့လိုမကြိုးလိုလိုက်ဟုတ်လားငကားလိုလိုက်ပြုနိုင်ပြရစီစုနိုင်ပြရစီအမလီကျွန်းစုကိုတောင်းဘာစုတောင်းလိုက်ပါလဲဘယ်လိုများတောင်းကြပါလဲကိုရုပ်ကိုချီနိုင်ပြရစီအမလီခိုးစုများတောင်းလိုက်သေးကိုသဘောကျလားအတော်ဆိုးမနေဘူးလားပြုနိုင်ပြရစီစုနိုင်ပြရစီတဲ့သူများရှိတာလက်ခဲခံပြီးတောင်းမစားပြရစီနဲ့ကိုရုပ်ကိုချီနိုင်ပြရစီဘယ်သာသမီမှလဲကျွတ်ဖြင့်အမကိုပါဘူးကိုဟာကိုသာလည်းရွတ်ဆောင်နိုင်ပြစီလို့ဆုတောင်းနေတာပါပဲဆိုတော့ဘာဆုတောင်းတာလဲကျွန်းဆုတောင်းတယ်ဆိုကြပါစို့ရင်းသဘောကျပါလားဘာဆုတောင်းတာဘဝတိုင်းလားအခုပဲတောင်းတာပဲလားရောမတောင်းကောင်းတဲ့ဆုကြီးတခါတည်းဆုတောင်းပြပြန်များရှာကြအောင်မှလားမပြောတတ်ပါဘူးမကောင်းကောင်းတဲ့ဆုဆိုတာသိကြပါလားခိုင်းဒါဖြင့်ဒကာဓမ္မတို့ကိစ္စညာမရလို့ဒီဆုတောင်းတာပါဒါကြောင့်သစ္စာမသိရင်သံဃာရှိတယ်ဆိုဆုတောင်းတဏှာလာမယ်မလာပဲဘူးလားတဏှာလာရင်ဥပါဒံကဥပါဒံလာရင်ကံလာရင်ခန္ဓာ၅ပါးဒုက္ခသစ္စာတရားကပေါ်ရအောင်မယ်ဆိုတော့ငကန်းနဲ့ငကျိုးပြန်ပေါ်ဘူးလားကဲခမောင်ရေသိကြပါလားဗျဒါဖြင့်ဒကာရမတို့ဒီကိစ္စညာကိုကျွတ်တို့မရအရဆရာဘုန်းကြီးကလည်းပြောရလိမ့်မယ်ဒကာရမတွေကလည်းမရအရကြိုးစားမှသာတယ်ဒီခန္ဓာငကြိုးနဲ့ငကန်းဒီဥသောသဘောကျွန်းသဘောဘဝမှာကျွတ်တို့လွတ်တော်မယ်နမရင်လွတ်ဆရာကိုမြင်သေးရလားအဲ့တော့ဒီသစ္စာတရားကိုမှဒကာရမတွေကိုယ်တိုင်ဂရုမစိုက်ကြတော့ဘူးဆိုလို့ရှိရင်ဖြင့်ဒီခန္ဓာကိုဘယ်တော့ကျွတ်မှာကျွတ်ဆရာမြင်သေးရလားခန္ဓာဝတ်မှာမကျွတ်လို့ရှိရင်ဖြင့်ခန္ဓာဆူတောင်းတဲ့ကိလေသာဝတ်ကလည်းအားပေးနေမှာပဲကာမဝတ်ကလည်းပြုတ်နေမှာပဲဒီတိုင်းမနေပဲဘူးလားအဲ့တော့ရှင်သာရိပုတ္တရာကြီးကပြောတယ်ဟဲ့တဲ့ငါဒီကားလို့ဆိုလို့ရှိရင်ကွာတဲ့မြင့်မို့တောင်ကြီးထမ်းရတာတဲ့ခန္ဓာဝန်ထမ်းတာ၄သေးတယ်မြင့်မို့တောင်ထမ်းရတာတဲ့ခန္ဓာဝန်ထမ်းရတာ၄သေးတယ်မြင့်မို့တောင်ကဒကာဓမ္မတို့နေ3စင်4စင်5စင်လောက်ခွင့်ရင်မြင့်မို့တောင်ကြီးရဒကာဓမ္မတို့ကုန်ပြကြတော့ရှိသေးရဲ့လားကျွတ်တို့ကမြင့်မို့တောင်ကြီးပြကြမှာဗြမာပြည်သွားပြီးခန္ဓာဝန်ထမ်းနေရသဘောပါလားဗြမာပြည်သွားပြီးဘာလို့ရပါလိမ့်ဒါဖြင့်ဒီပြင်အချိန်မှလည်းအမြဲထမ်းနေရကဘာပြတ်တဲ့အချိန်မှရောဒါဖြင့်ခန္ဓာဝန်နဲ့မြင့်မို့တောင်နဲ့ဘယ်သူကလေးတော့ဒါကြောင့်ဘဝေသာတနဝိန္ဒာမိဒေရှံတော်တိအဂိဘာရီတော်ယာကဘာရိဏနေတုံဥပ္ပရိတော်ယထာလို့ရှင်သာရိပုတ္တရာကြီးတယ်အောက်သောငါရှင်တဲ့ဘဝေဘဝများစွာသန္တရာကြီးနဲ့၌သာတန်အေးချမ်းသာယာသက်သာစွာကိုနဝိန္ဒာမိဘယ်တော့မှမရခဲ့ပါဘူးခန္ဓာကြီးထမ်းနေရတာပဲတဲ့ခန္ဓာကြီးထမ်းနေရတော့ဘယ်ဘဝမှအေးချမ်းသာယာသက်သာစွာနေခဲ့ရတယ်လို့မရှိဘူးတဲ့နေတုံဥပ္ပရိတော်ရထားတယ်မြင့်မို့တောင်ကြီးထမ်းရတာကမှ
တော်သေးတယ်ကွာတဲ့သူထိုင်ရတာကဘယ်တော့မှမပြတ်ဘူးတဲ့ခင်ဗျားတို့ဒီဘဝကသူကိစ္စညာမရပဲနဲ့ကိစ္စညာလည်းမရကိစ္စညာရပြီးရင်ကတ္တညာဆိုတာလိုလိုပေါ်လာလိမ့်မယ်နော်အဲ့ဒါမရလို့ရှိရင်ဖြင့်ခင်ဗျားတို့ဒီဘဝမှာအဝိုးဝပြီးဒီကလာအဝိုးကလေးတွေခြုံယုံပြီးဒီကလာထိုင်ရတယ်ဘဝနောက်ဘဝတော်ရရတယ်လို့ခွေးဖြစ်တဲ့အခါကျတော့ဘယ်သူကအဝိုးဆင်အောင်မှာလဲအဝိုးမှုဖဲနဲ့ကိုထိုင်ရတဲ့ဘဝမဖြစ်ပေဘူးလားအဲ့ဒါကြောင့်ဘုန်းကြီးတို့တရားဓမ္မတွေမှာအဝိုးကိုထိုင်ရတဲ့ဘဝဟာလေအတုပမှုမတင်တယ်တော့ဥဋ္ဌာဏအတုပမှုပါတော့ခင်ဗျားတို့ကတော့မသိပါဘူးငါရှိလို့ငါဝတ်တယ်ငါအကျိုးပေးနေငါဝတ်တာထင်းနေတာပဲအတုပမှုဝတ်တယ်လို့ဘူးမှမပြောပါဘူးပြောသေးရဲ့လားစိတ်နေဝတ်တဲ့ရွှေတွေဘဝလေးတွေချုံနိုင်လွန်လည်းမျိုးမျိုးခုံခုံလောက်ကြဟာဘာလို့ကိုအကျိုးပေးတဲ့အကြောင်းညင်ညွန့်နေတော့ဝတ်နိုင်တာပေါ့အတုပမှုဖုံးနေလဲဘယ်သူများပြောဒီတဲ့ကဒုက္ခသစ္စာဝေးသွားတယ်မသိကြဘူးလားအတုပမှမသိတော့ဒုက္ခသစ္စာလာသေးရဲ့လားအဲ့ဒီငမများတို့ကလည်းသစ္စာဉာဏ်ကလည်းသိဝေးပါတယ်အဲ့ဒီတော့ဒီဘဝမှာဝေါ်ထိုင်ရတာလေအတုပမှုထိုင်ရတာအတုပဒုက္ခသစ္စာမှုနောက်ဘဝသုတေမနေသေးလည်းတော့အဝတ်မှုဖိုင်းနဲ့ထိုင်ရတဲ့ခိုးဘဝဘဝရောက်သွားမယ်ဆိုတော့ရှက်ကြမနေဘူးလားအဲ့ဒါဘာမသိလို့ဝန်ထုတ်တွေပြောင်းထမ်းနေရပါလိမ့်မလဲဆိုတာကဲခတ်စမ်းနှိမ့်ဆက်တတ်တဲ့ဒုက္ခသစ္စာမသိဘူး။သမင်ညသစ္စာသိုံနဲ့လည်းမရသေးဘူး။နှိမ့်ဆက်တတ်တဲ့ဒီလိုသိလာမှဥက္ကမောင်ဖို့တံမှာဒါကြောင့်သစ္စာဉာဏ်ကိစ္စဉာဏ်ကတ္တဉာဏ်နဲ့ပြင်ဆွဲကငါဟုတို့ကျွတ်တန်းဝင်ရတဲ့သောတာပန်တည်သွားကြတယ်ဆိုတော့ပေါ်လာဗလားသစ္စာဉာဏ်ကိစ္စဉာဏ်ကတ္တဉာဏ်နဲ့ကိစ္စပြီးသွားကြတယ်ဆိုတာရှင်းကြဗလားဒါဖြင့်ဒီဃာဓမ္မတွေဒီဉာဏ်မရရင်တော်ပါမလားကိုင်းဒါဖြင့်ဘယ်အချိန်နှိမ့်ဆက်ပါလိမ့်မလဲဆိုတော့ဘိုးဘက်ပြောင်းလဲနှိမ့်ဆက်ပြန်ဒီဘက်ပြောင်းတော့ဒါအမြဲတမ်းတော့ရုပ်ကနှိမ့်ဆက်ပြန်ပြီနာငါနှိမ့်ဆက်ပြန်ပြီဆိုတော့ဒကာဓမ္မတွေအမြဲတမ်းသိနေရမယ်ဒါဖြင့်နှိမ့်ဆက်တာကဒုက္ခသစ္စာနှိမ့်ဆက်မှန်သိတာကကိစ္စညာမကသစ္စာသွားဖြစ်တယ်နှိမ့်ဆက်တာကနှိမ့်ဆက်မှန်သိလာရင်ကိစ္စညာမကသစ္စာလာဖြစ်တယ်သဘောကျပါလားဘာလာဖြစ်ပါလဲအဲ့ဒါကနေရာတိုင်းမှာသိရမယ်အဓိပ္ပာယ်ရှင်းမလားဒကာဓမ္မတို့သွားရင်လာရင်နေကုရီသွားတာကစပြီးနှိမ့်ဆက်ပြန်ပြီသဘောကျကျင်ငယ်ဆုံးအပြန်ပြီဆိုရင်နှိမ့်ဆက်ပြန်သမင်းခွန်းအပြန်ပြီဆိုရင်ကောင်းပြီးအပြန်ပြီဆိုရင်နှိမ့်ဆက်အသွားခိုင်းပြန်ပြီဆိုရင်အချိုလေးယူခဲ့ပါအောင်လို့ခိုင်းရင်အကုန်နှိမ့်ဆက်တာပဲဘုရားနဲ့နှိမ့်ဆက်တာပဲဘုရားလည်းကိုတော်ကြီးမနဲ့ယုံနာကဆုံးကထွက်အောင်လေသူ့ကျိုးဖို့ကဲတရားဓမ္မတို့ဘုရားလည်းနှိမ့်ဆက်တာပေါ်ပါလားဘာလို့တော့ဆိုတော့သောပါရိသစ္စာနိဗ္ဗာန်သာရသေးတယ်အနုပါရိသစ္စာနိဗ္ဗာန်မရသေးတော့ခန္ဓာရှိနေသေးတယ်ခန္ဓာရှိနေတော့ခန္ဓာရှိနေတော့ဖိလင်္ကာထောကမထွက်သေးဘူးသဘောပါကြခိုင်းဒါဖြင့်တကယ်ကြီးဘုရားတောင်နှိမ့်ဆက်နိုင်တဲ့ယုံနာခမည်းတော်ကျက်လို့ပါမွားတွေကြတော့ဘာအင်းနှိမ့်ဆက်မှာဘူးမနှိမ့်ဆက်ပဲဘူးလားဒါဖြင့်ဒကာဓမ္မတို့နေရာတိုင်းဘာလုပ်ရလောကီလုပ်တယ်လုပ်ရတိုင်းလုပ်ရတိုင်းဘယ်လိုတွေးကြမလဲနှိမ့်ဆက်ပြန်ပြီနှိမ့်ဆက်ပြန်ပြီနှိမ့်ဆက်ပြန်ပြီဆိုတာအမြဲတမ်းတွေးရမယ်ခိုင်းထိုင်ပြီးဒီကလာကြည့်ကြအောင်ဆိုဒါကဘုရားကတွားရင်လာရင်နှိမ့်ဆက်တာကိုဥက္ကမောင်သတိပေးလိုက်ခိုင်းဒါဖြင့်ဒီကနေပြီးဒီကလာဝိပဿနာဉာဏ်၅ချက်နဲ့ဝိပဿနာဉာဏ်၅ခုနဲ့ဒီခန္ဓာကြီးကိုယုတ်တရားတွေပြည့်နေတာလဲကြည့်နံတရားတွေပြည့်နေတာရောကြည့်ရပြန်တော့တယ်ဒါကလည်းဘာပါလိမ့်မလို့မေးတဲ့ခါကျတော့ဝိပရိနာမလက္ခဏာဒုက္ခသစ္စာဖောက်ပြန်နေပြီဖြစ်ပြနေတာလေးတွေကဘာပါလိမ့်ဖြစ်ပြကလေးကြည့်ပေးဖြစ်ပြကလေးကြည့်ဝေဒနာဖြင့်ဝေဒနာကြည့်စိတ်ဖြင့်ရောစိတ်ဖြင့်ကြည့်တဲ့အခါကျတော့သူတို့ချင်းနှိမ့်ဆက်နေတာရုပ်ချင်းနှိမ့်ဆက်နာချင်းနှိမ့်ဆက်နေတရားဓမ္မတွေအားသေးရဲ့ရုပ်ချင်းရောနာချင်းရောဒီကနေညာနဲ့သူတစ်ပါးလို့ပြီးတဲ့ကလာဘေးကနေကြည့်တဲ့အခါကျတော့မှတရားဓမ္မတို့ဝိပရိနာမလက္ခဏာဒုက္ခသစ္စာဖောက်ပြန်ပစ္စည်းနေတယ်လို့ခန္ဓာထဲမှာတရားတော့ရတယ်နေကြည့်လိုက်စိတ်ကလေးပေါ်ရင်ရောအဋ္ဌိနာမိတ်တာပေါ်ရင်ရော
လောဘစိတ်ပေါ်ရင်ပေါ်ပြီးဖောက်ပြန်ပြည့်စည်သွားတာပဲဒေါသစိတ်ပေါ်ရင်ပေါ်ပြီးဖောက်ပြန်ပြည့်စည်သွားတာပဲအိတ်သမစ္စရိယပေါ်ရင်ဥဒိစ္စပေါ်လာရင်ဖောက်ပြန်ပြည့်စည်သွားတာကြဖောက်ပြန်ပြည့်စည်ပြီးဖောက်ပြန်ပြည့်စည်ပြီးလို့ဒီကနေပြီးမြင်နိုင်ကြည့်ပါဒါဖြင့်ဖောက်ပြန်ပြည့်စည်ပြီးနှိမ့်ဆက်နေတယ်ဖောက်ပြန်ပြည့်စည်ပြီးနှိမ့်ဆက်နေတယ်လို့သိရောဒါဖြင့်ဒကာဓမ္မတွေဒီသမ္မောက်ကလေးတစ်ခုကိုအောင်လောက်ထားလိုက်ဖြစ်ပြသမျှသင်္ခါရဒုက္ခသစ္စာမှာဖြစ်ပြသမျှသင်္ခါရဒုက္ခသစ္စာမှာဖြစ်ပြသမျှသင်္ခါရဒုက္ခသစ္စာမှာကဲသုံးဖို့ဆိုကြစမ်းဖြစ်ပြမြင်လို့ရှိရင်ဒါဒုက္ခသစ္စာမြင်ပြီတဲ့နှိမ့်ဆက်နေတာမြင်လာပြီတဲ့ဒကာဓမ္မတို့နော်ဖြစ်ပြမှုပင်ငါကောင်ချင်းခင်မင်သမှုရိယမှာဖြစ်ပြမှုပင်ငါကောင်ချင်းခင်မင်သမှုရိယမှာဖြစ်ပြမှုပင်ငါကောင်ချင်းခင်မင်သမှုရိယမှာသုံးဖို့ဆိုကြစမ်းအဲ့ဒါသစ္စာအမြင်နဲ့ဒကာဓမ္မတို့သမှုရိယအမြင်နဲ့ခြားနာပုံပြလိုက်ပါတယ်သစ္စာအမြင်ကတော့ဖြစ်ပြသမျှသင်္ခါရဒုက္ခသစ္စာမှာဆိုတော့ဖြစ်ပြမြင်လို့ရှိရင်ဖြစ်ပြကဒုက္ခသစ္စာမြင်နာမကသစ္စာဖြစ်ပြမှုကိုပဲဒကာဓမ္မတို့ဩငါးပါးဖြစ်ပါလိမ့်မလို့ဟောခင်ဗျားတို့တခါတခါမလားဘူးလားငါးပါးဖြစ်ပါလိမ့်မလို့ဒီနေ့လေးခံလိုက်တာကောင်းကလည်းခိုးသလိုငါးပါးဖြစ်ပါလိမ့်မလို့ဆိုတော့ရှိရင်ဖြစ်ပြမှုကိုငါထင်ပါမည်တဲ့အဲ့တော့သမုဒိယသစ္စာသွားဖြစ်တယ်သဘောကျလားဖြစ်ပြမှုပဲငါကောင်းထင်အဲ့ဒီတော့ဖြစ်ပြမှုငါထင်တယ်လို့ရှိရင်လေဒါသမုဒိယသစ္စာသွားဖြစ်ပါတယ်သမုဒိယသစ္စာဆိုတာဒီကားလို့ဆိုရင်လောဘဆိုတာဒိဋ္ဌိနဲ့သာဇာတဒိဋ္ဌိကသံပြုတ်ဖြစ်နေသာဇာတဖြစ်နေတယ်ဆိုတာသိကြပါလားဖြစ်ပြမှုပဲငါကောင်းထင်ခင်မင်သမုဒိယဒီကြတော့သမုဒိယသစ္စာလာဖြစ်တယ်ဖြစ်ပြသမျှသင်္ခါရကိုဖြစ်ပြတဲ့သင်္ခါရကိုဒုက္ခသစ္စာလို့သိနေလို့ရှိရင်ဖြင့်ဓမ္မကသစ္စာသွားဖြစ်သဘောကျဖြစ်ပြသမျှသင်္ခါရဖြစ်ပြမှုပင်ငါကောင်းထင်ငါဘာဖြစ်ပါလိမ့်မလို့ဆိုရင်သမုဒိယလာပြီဩဒီဥစ္စာတွေဖြစ်ပြနေတာပါလေ तू ကဘာဖြစ်နေခန္ဓာကိုယ်ကဘာဖြစ်နေဩဒါဒုက္ခသစ္စာတွေပဲနှိမ့်ဆက်နေတာတွေပဲဩဒုက္ခသစ္စာတွေပဲနှိမ့်ဆက်နေတာပဲဆိုရင်ဖြင့်ဒါကိစ္စညာသွားဖြစ်သဘောပါကြနှစ်ချက်ဟောเสียရှိသေးတယ်နိရောဓမက္ခနဲ့ဟောเสียရှိသေးတယ်ဒကာဓမ္မတို့နာယီသိသွားပြီ